ကမ္ဘာဖလားဘောလုံးပွဲကိုဘယ်အသင်းတွေတက်ရောက်မလဲဆိုတာမသိသေးပေမဲ့ final လက်မှတ်ဈေးနှုန်းတွေကတော့ကောင်းကင်ဘုံကိုကြော်တက်ပြီးတော့နိဗ္ဗာန်အောင်ရောက်သွားပါပြီ။ BBC ရဲ့ဖော်ပြချက်အရလက်မှတ်တစ်စောင်ဒေါ်လာ10,000 ဒါကမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းညာနဲ့ချီတန်ကြေးရှိတာမို့ဘောလုံးပွဲတစ်ပွဲကြည့်ဖို့ဒီလောက်ထိအကောင်ကြခံစရာလို့လား။ဘာကြောင့်လက်မှတ်ဈေးနှုန်းတွေဒီလောက်ထိမြင့်တက်နေရတာလဲ။အဓိကအကြောင်းရင်းကတော့၄ချက်ရှိပါတယ်။ပထမနံပါတ်1ဝယ်လိုအားပါ။ကမ္ဘာဖလားဘောလုံးပွဲဆိုတာကမ္ဘာမှာလူကြီးအများဆုံးအားကစားပွဲဖြစ်ပြီးတော့ကွင်းဝင်ဆန်တဲ့ပမာဏထက်အားပေးခြင်းတဲ့ပြည်သက်ကတန်းနဲ့ချီရှိနေတာကြောင့်ဈေးနှုန်းကအကောင်းကင်ဘုံထိတက်သွားတာပါ။နံပါတ်2ချက်က black market ပါ။ FIFA သတ်မှတ်ထားတဲ့မွေးရင်းဈေးထက်အပြင်မှာပြန်ရောင်းတဲ့သူတွေကဈေးတင်ရောင်းနေကြလို့ဖြစ်ပါတယ်။ဒေါ်လာ11,000ဆိုတာအခြေခံဈေးမဟုတ်ပဲအပြင်မှာပြန်ဝင်ရတဲ့ secondary market ဈေးနှုန်းဖြစ်နိုင်ပါတယ်။နံပါတ်3ကတော့နေရာထိုင်ခင်းပါ။ဒေါ်လာ1000ကျော်တဲ့လက်မှတ်တွေကများသောအားဖြင့် VIP voucher လိုမျိုးအစားအသောက်နဲ့ဝန်ဆောင်မှုအပြည့်အစုံပါတဲ့နေရာတွေပြီးတော့ကွင်းရဲ့အလဲပေါ်ဟိုကစားသမားတွေကိုအနီးကပ်မြင်ရမယ့်နေရာကောင်းတွေဖြစ်တတ်ပါတယ်။နောက်ဆုံးချက်ကတော့ Messi နဲ့ Ronaldoကမ္ဘာဖလားတမိုင်းတက်လျှောက်မှာ Messi နဲ့ Ronaldo ကတခါမှထိပ်တိုက်တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။2006ခုနှစ်ကနေစပြီးတော့2006 2010 2014 2018 2022အဲ့ဒီ9ချိန်လုံးကိုပါဝင်ကစားခဲ့ကြပေမဲ့ကကြမကထူးဆန်းစွာနဲ့ပဲသူတို့ကမ္ဘာဖလားစိန်မြင့်ထက်မှာစုံတွဲခွင့်လုံးဝမပေးခဲ့တာဖြစ်လို့ဂုံကြီးနှစ်ပါးအတွက်နောက်ဆုံးဖြစ်လာမဲ့ဒီတစ်ချိန်ကမ္ဘာဖလားမှာ FIFA အာဂျင်တီးနားနဲ့ပေါ်တူဂီတို့ထိပ်တိုက်တွေ့ဆုံဖို့ရေးမအေးဝဲလုံးစီစဉ်ပေးနိုင်တာကြောင့်အခုလိုမျိုး final လက်မှတ်ဈေးနှုန်းကမိုးထီအောင်မြောက်တက်သွားတာဖြစ်ပါတယ်